မိမရေကိုလာတာထုတ်ခဲ့ပြီဟေးထုတ်ခဲ့ပြီလားရော့အိမ်သေးရှမ်းပြီးတော့ကွာမင်းတို့ဝက်စားတစ်စုံဝယ်ပြအောင်ဝယ်လာအောင်မင်းနွမ်းဖန်တာပဲဝက်စားတွေကမဝယ်တာလည်းကြာပြီမို့လားရော့ရော့အင်တာနက်လုံးနေနဲ့ဝယ်လိုက်နော်ဟုတ်ပါပြီတော့မနေ့ဖန်သွားကြည့်လိုက်မယ်နော်သားလေးတို့ကြက်သားချက်မယ်ငါးကြော်မယ်ဟဲလှလိုက်တာဟိုမေ့ကြည့်ဦးမယ်ဝက်စားလေးလှတယ်တော့အမကြီးဒါလေးတွေကလှရင်နော်ဘယ်လောက်လဲမသိဘူးတစုံတောင်းညီမလေး3000နဲ့လားတော်ပါပြီများပါလေဟဲအမဒါလေးကကလေးဝတ်စုံလေးနော်ကလေးဝတ်စုံလေးရမ်းမိုက်တယ်ကြည့်လိုက်မယ်နော်ဒါလေးကဘယ်လောက်တည်းလဲဒါလေးက9000ဒါလေးက9000လားအမဟဲ့တော်ငါသားလေးနဲ့သူကွက်တီပဲများပြီမဲ့ယူလိုက်မယ်တော်ထက်လိုက်ရောဒါလေးရှားကလေးနဲ့ထည့်ပေးလိုက်မယ်နော်ဒီတော့ငါသားကြီးကလှလိုက်တာယောက်ျားကြီးလာကြည့်ပါအောင်ရှင်သားကြီးကိုတမ်းပါကွာငါသားကြီးကတမ်းပါဒါနဲ့မင်းတို့ဘာဟုတ်ခဲ့ရတော့ပြပါအောင်ဟာဩယောက်ျားရေကျမမလူပါဘူးတော်ကျမတို့ကဒါလေးဝတ်လေရတယ်ရှိနေတာပဲဟိုတော်မင်းမလဲနော်အဝတ်တစ်စုံကို4-5နှစ်လောက်ဝတ်နေတော့တာပဲမင်းတို့မဝယ်ပဲသားတွေကြီးပဲဝယ်ပြီးနေတော့တာပဲဟေးဩအမေဆိုတော့လေအေးပေါ့ကွာမင်းကျင်နိုင်ပြီးတာပါပဲကျမသားလေးကကျမတို့ရေးကြည့်ဆုံးတော့